ကြက်ဖို့ပဲပြန်ပြီးကြက်ဖို့ပဲနိုင်ခဲ့တာ2010ကလေအဲ့ဒါလဲတပါတီစနစ်လို့ခေါ်တယ်တကယ်တော့2010မှာပါတီစုံဒီမိုကရေစီလို့တာပြောတာကြက်ဖို့တပါတီတည်းပဲပြန်ပြီးကြက်ဖို့တပါတီတည်းပဲနိုင်ရတယ်ကြက်ဖို့ပါတီကပဲအစိုးရဖွဲ့ပြီးအုပ်ချုပ်တယ်အဲ့တော့ဒီ2010ကလည်းဒါရွေးကောက်ပွဲမဟုတ်ဘူးတပ်ဦးဆံမိုင်တပါတီစနစ်ပဲဘယ်ကြမှာတကယ်ပါတီစုံဒီမိုကရေစီဆိုလဲဆိုရင်2015ကျမှပါတီစုံဒီမိုကရေစီ2015ကျမှဒါပါတီစုံဒီမိုကရေစီပေါ့နော်အဲ့တော့မြန်မာနိုင်ငံကိုပါတီစုံဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ခဲ့တာဒီလွတ်လပ်ရေးရပြီး62ခုနှစ်ဒါပါတီစုံဒီမိုကရေစီစနစ်ဟော2015ကနေ2020 5နှစ်ဒါပါတီစုံဒီမိုကရေစီအဲ့ဒီ15နှစ်ကလွဲရင်ကျန်တဲ့နှစ်ပေါင်း60ကျော်လုံးကတပါတီစနစ်နဲ့အုပ်ချုပ်တယ်အာဏာရှင်အရင်ရှင်တပ်ဦးဆံပိုင်စနစ်နဲ့အုပ်ချုပ်တယ်နော်အာဏာရှင်အရင်ရှင်တပ်ဦးဆံပိုင်စနစ်နဲ့အုပ်ချုပ်တယ်အဲ့တော့မြန်မာနိုင်ငံမှာအုပ်ချုပ်ပုံ3မျိုးကိုဖဖို့တို့နှစ်ပေါင်း80ကျော်အတွင်းမှာဒါလေ့လာတွေ့ရှိရတယ်ပေါ့နော်နှစ်ပေါင်း80ကျော်အတွင်းမှာမြန်မာနိုင်ငံမှာအုပ်ချုပ်ပုံ3မျိုးပဲတွေ့ခဲ့ရတယ်တစ်မျိုးကပါတီစုံဒီမိုကရေစီပုံစံကတစ်မျိုးနော်ဘယ်ကနေဘယ်ဒီလဲဆိုရင်လွတ်လပ်ရေးရပြီးတဲ့က62ခုနှစ်2015ကနေ2020အထိနော်အဲ့ဒါပါတီစုံဒီမိုကရေစီရွေးကောက်ပွဲစနစ်နဲ့အုပ်ချုပ်တာဟော60နှစ်ကနေပြီးတော့အခု60နှစ်ကနေပြီးတော့2015အထိပေါ့နော်60နှစ်ကနေ2015အထိကအရင်ရှင်တပ်ဦးဆံပိုင်စနစ်နဲ့အုပ်ချုပ်တယ်တပ်ပါတီစနစ်နဲ့အုပ်ချုပ်တယ်နော်အရင်ရှင်တပ်ဦးဆံပိုင်စနစ်နဲ့ပြောချင်တာအာဏာရှင်စနစ်နဲ့တပ်ပါတီစနစ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာအုပ်ချုပ်ပုံ၃ခုကိုလေ့လာတွေ့ခဲ့ရတယ်ဒီမိုကရေစီစနစ်ပါတီစုံဒီမိုကရေစီစနစ်အာဏာရှင်စနစ်တပ်ပါတီစနစ်နော်ဘာရွေးကောက်ပွဲမှမလုပ်ဘဲနဲ့တပ်ပါတီတွေကပဲအုပ်ချုပ်တဲ့တပ်ပါတီ၃မျိုးကိုတွေ့ရတယ်နော်အဲ့တော့တိုင်းရင်းသားတွေကဘာကိုလိုချင်တာလဲဘာကိုမရလို့ဒီကနေ့တော်လှန်နေတာလဲဆိုရင်အဲ့ဒီ၃မျိုးတွေကတစ်မျိုးကိုမှတိုင်းရင်းသားတွေကမလိုချင်ဘူးသူတို့လိုချင်တာဖဲတယ်အဲ့တော့သူတို့လိုချင်တာကိုမရလို့ဒီကနေ့တိုက်နေကြတာတိုင်းရင်းသားတွေကပါတီစုံဒီမိုကရေစီစနစ်ကိုလည်းသူတို့မလိုချင်ဘူးဒါပါတီစုံဒီမိုကရေစီစနစ်ကလည်းတကယ်တမ်းကြရင်ဒါတကယ်ဒီမိုကရေစီစနစ်စစ်မဟုတ်ဘူးတကယ်ဒီမိုကရေစီစစ်မဟုတ်ဘူးတိုင်းရင်းသားတွေလိုချင်တာဖက်တယ်ပေါ့နော်ဖက်တယ်ပေါ့ပြီးတော့အာဏာရှင်စနစ်ကိုလည်းသူတို့မလိုချင်ဘူးတပ်ပါတီစနစ်ကိုလည်းသူတို့မလိုချင်ဘူးဖက်ဒရယ်စနစ်ကိုပဲလိုချင်တယ်ဒါတိုင်းရင်းသားတွေလိုချင်တာဒါကြောင့်ဒီကနေ့ဖက်ဒရယ်ရတာနဲ့မြန်မာနိုင်ငံမှာဒီကနေ့ငြိမ်းချမ်းတယ်အဲ့တော့မြန်မာနိုင်ငံမှာဘသူပဲအုပ်ချုပ်ဖက်ဒရယ်ကိုပေးဘူးတဲ့သူရှိလားဆိုတော့တယောက်မှမရှိဘူးနော်ရန်ကုန်မြို့မှာအခြေစိုက်တဲ့အစိုးရပဲဖြစ်ဖြစ်နေပြည်တော်မှာအခြေစိုက်တဲ့အစိုးရပဲဖြစ်ဖြစ်လာတိုင်းရင်းသားခေါင်းဆောင်တွေအကုန်လုံးလာခဲ့လာငါတို့ရန်ကုန်မှာပဲဖြစ်ဖြစ်နေပြည်တော်မှာပဲဖြစ်ဖြစ်ကဲဖက်ဒရယ်စနစ်နဲ့တွားကြရအောင်ဖက်ဒရယ်စနစ်နဲ့အုပ်ချုပ်ရအောင်စေဝေပွဲလုပ်ဘူးတဲ့ဆွေးနွေးဘူးတဲ့အစိုးရရှိခဲ့လားတမိုင်းမှာမရှိဘူးနော်ရန်ကုန်ကိုပဲဖြစ်ဖြစ်နေပြည်တော်ကိုပဲဖြစ်ဖြစ်လာတိုင်းရင်းသားကောင်းဆောင်တွေအကုန်လာခဲ့လာပြီးတော့ငါတို့ဖက်ဒရယ်စနစ်နဲ့တွားရအောင်ဆိုပြီးတော့ဆွေးနွေးပွဲလုပ်တဲ့အစိုးရတယောက်မှမရှိခဲ့ဘူးဆွေးနွေးပွဲလုပ်တဲ့စစ်တပ်လည်းတယောက်မှမရှိခဲ့ဘူးဒါကြောင့်ဒီကနေ့လက်နက်ကာမီတော်လှန်နေကြတာအဲ့တော့ဖက်ဒရယ်ပေးလိုက်ပါလားဒန်းတူညီမျှဖက်ဒရယ်ဆိုတာကဒန်းတူညီမျှအာဏာရှင်ဆိုတာကတယောက်တည်းကပဲအုပ်ချုပ်တာ
တပ်ပါတီစနစ်ဆိုတာလဲဘာမှမထူးဘူးဒီတယောက်တည်းကပဲအုပ်ချုပ်တာဒီမိုကရေစီဆိုတာကတပ်ဖွဲ့ကလေးကပဲအုပ်ချုပ်တာပဲနော်ဒီမိုကရေစီဆိုတာတပ်ဖွဲ့တွေကပဲအုပ်ချုပ်တာဖက်ဒရယ်ဆိုတာကဒန်းတူရှမ်းနဲ့ကချင်နဲ့အတူတူရှမ်းနဲ့ဗမာနဲ့အတူတူဒန်းတူအခုလက်ရှိအမေရိကန်ပေါ့နော်လက်ရှိအမေရိကန်ပေါ့ဒါဖက်ဒရယ်ပြည်ထောင်စုပေါ့ဒါကြောင့်တိုင်းရင်းသားတွေကကော်တူလေးနိုင်ငံကိုလိုချင်တာလည်းမဟုတ်ဘူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်းလိုချင်တာမဟုတ်ဘူးအာဏာရှင်စနစ်ကိုလိုချင်တာလည်းမဟုတ်ဘူးတပ်ပါတီစနစ်ကိုလိုချင်တာလည်းမဟုတ်ဘူးပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်တာလည်းမဟုတ်ဘူးဖက်ဒရယ်စနစ်ကိုပဲလိုချင်တာဒါဟာသူတို့ရဲ့အမြင့်ဆုံးပထမဦးစားပေးပဲတိုင်းရင်းသားတွေရဲ့အမြင့်ဆုံးပထမဦးစားပေးကဘာလဲဆိုဖက်ဒရယ်ဘယ်သူမှခွဲမထွက်ချင်ကြဘူးဖက်ဒရယ်ဖက်ဒရယ်မှမရရင်ဒုတိယဦးစားပေးကဘာဖြစ်မလဲဆိုရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဟောဖက်ဒရယ်မှမရရင်တိုင်းရင်းသားတွေရဲ့ဒုတိယဦးစားပေးကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဟုတ်လက်ရှိမြန်မာနိုင်ငံမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတာမိုင်းလားနဲ့ဝပဲရှိတယ်ကျန်တာတွေကကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုပြီးတော့ရှောက်ပြီးတော့ဒါနာမည်တွေရှောက်တာဘာမှကိုယ်ပိုင်မဟုတ်ချုပ်ရအောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိတယ်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုပြီးရှိတယ်ဟမ်တကယ်အုပ်ချုပ်ရသလားကိုယ်ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်ဘာမှမဟုတ်ချုပ်ရအောင်နာမည်ပဲရှိတယ်မြန်မာနိုင်ငံမှာတကယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတာတိုင်းရင်းသား2မျိုးပဲရှိတယ်မိုင်းလားနဲ့ဝနဲ့2မျိုးပဲရှိတယ်အဲ့ဒီ2မျိုးပဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတာကျန်တဲ့ဘယ်တိုင်းရင်းသားကမှကိုယ်ပိုင်အုပ်ချုပ်ခွင့်မရဘူးအဲ့တော့တိုင်းရင်းသားတွေကဖက်ဒရယ်မှမရရင်ဒုတိယဦးစားပေးကဘာဖြစ်တယ်လဲဆိုရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟောဖက်ဒရယ်လည်းမရဘူးကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းမရဘူးဆိုရင်နောက်ဆုံးတတိယဦးစားပေးကတော်ပြီဒီတိုင်းပြည်မှာအတူတူမနေတော့ဘူးငါတို့ရခိုင်နိုင်ငံတော်ခွဲထွက်မယ်ကော်တူလေးနိုင်ငံခွဲထွက်ဒါတတိယဦးစားပေးပဲနော်ဒါကြောင့်တိုင်းရင်းသားတွေမှာသူတို့ရဲ့ရည်မှန်းချက်3ခုရှိတယ်သူတို့မှာစကားကြီး3ခုရှိတယ်နော်ဟောမောင်ပေါချိုင်းကိုသူ့ရဲ့ဒိတာပါမောကဆရာကြီးကစကားကြီး3ခုသင်ပေးလိုက်တယ်လေနော်မိမနေအသက်ရှိအမေပါများစကားရသွားပါများခရီးရောက်ဆိုစကားကြီး3ခုသင်ပေးလိုက်တယ်အေးဘဘတို့အခုလက်ရှိမြန်မာနိုင်ငံမှာလည်းတိုင်းရင်းသားတွေကသူတို့ဒီစကားကြီး3ခုကိုပဲအမြဲတမ်းပြောတယ်ဘယ်တိုင်းရင်းသားကိုပဲမေးဘယ်တိုင်းရင်းသားတွေရဲ့အိမ်မက်တွေကိုပဲဖဖို့လို့ကြည့်သူတို့မှာရီမှန်းချက်3မျိုးအိမ်မက်3မျိုးစကားကြီး3ခုပဲရှိတယ်နော်ပထမစကားကြီးတစ်ခုကငါတို့ဒန်းတူဖက်ဒရယ်စနစ်ကိုလိုချင်တယ်ဒန်းတူဖက်ဒရယ်စနစ်ကိုရချင်တယ်ဒုတိယစကားကြီးတစ်ခုကငါတို့ဖက်ဒရယ်မှမရရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တော့လိုချင်တယ်ဟောတတိယစကားကြီးကဖက်ဒရယ်လည်းမရဘူးကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းမရဘူးဆိုရင်တော့ဒီနိုင်ငံမှာအတူတူမနေတော့ဘူးဟဲ့နိုင်ငံအဖြစ်ခွဲထွက်မယ်ဒါမရတဲ့အစုံဖက်ဒရယ်လည်းမရတဲ့အစုံကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းမရတဲ့အစုံပြောချင်တာကတအိမ်နဲ့အတူတူနေလို့မရတဲ့အစုံငါတို့ကော်တူလေးနိုင်ငံအဖြစ်ငါတို့ရခိုင်နိုင်ငံတော်အဖြစ်သူတို့မမှားဘူးသူတို့မှန်တယ်မှားနေတာကဗမာတွေကမှားနေတာဗမာတွေကနော်လွတ်လပ်ရပြီးတဲ့ကလူဘာဝပြီးတော့လူလဲကြပြီးတော့နော်လူဘာဝလူလဲကြပြီးတော့ဗမာတွေကဘဘကိုကပြောတဲ့စနစ်3မျိုးနဲ့အုပ်ချုပ်ခဲ့တယ်တိုင်းရင်းသားတွေမကြိုက်တဲ့စနစ်3မျိုးနဲ့အုပ်ချုပ်ခဲ့တယ်အဲ့ဒါကဘာလဲဆိုရင်ဟောဒီမိုကရေစီစနစ်တပါတီစနစ်အာဏာရှင်စနစ်အဲ့ဒီစနစ်3မျိုးနဲ့အုပ်ချုပ်ခဲ့တယ်အဲ့ဒီစနစ်3မျိုးစလုံးကတိုင်းရင်းသားတွေအတွက်ဘာအခွင့်အရေးမှမရှိဘူးကြည့်လေမန္တလေးရန်ကုန်မြို့နဲ့ရှမ်းပြည်နယ်နဲ့တူရတာလို့ဟမ်မန္တလေးရန်ကုန်မှာရနေတဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ရှမ်းပြည်မှာရနေတဲ့ဖွံ့ဖြိုးတိုးတက်မှုတူသလားရှမ်းပြည်နယ်မှာစာသင်ကျောင်းတွေမကောင်းဘူးရှမ်းပြည်နယ်မှာဆေးရုံတွေမကောင်းဘူး
ဘာမှလည်းဒန်းတူဒီမိုကရေစီတော့ဟုတ်ပါရဲ့ရန်ကုန်မန္တလေးမှာရနေတဲ့လူအခွင့်အရေးနဲ့ရှမ်းပြည်နယ်မှာရနေတဲ့လူခွင့်မတူဘူးပညာရေးလည်းမတူဘူးကျန်းမာရေးလည်းမတူဘူးဆက်သွယ်ရေးလည်းမတူဘူးဘယ်ဟာမှမတူဘူးမတူရေးချမတူဘူးဟမ်ရန်ကုန်မန္တလေးမှာရနေတဲ့လူအခွင့်အရေးနဲ့ချင်းပြည်နယ်မှာရနေတဲ့လူအခွင့်အရေးတူသလားဘယ်နေရာမှမတူဘူးမတူရေးချမတူရန်ကုန်မန္တလေးမှာရနေတဲ့အခွင့်အရေးနဲ့ဟိုရခိုင်ပြည်နယ်မှာရတဲ့အခွင့်အရေးတူသလားဘယ်နာမှမတူမတူရေးချမတူနောက်ဆုံးနိုင်ငံခြားသွားဖို့ပတ်စပို့တက်လို့ရရင်တော့မန္တလေးနဲ့ရန်ကုန်မှာပဲလုပ်လို့ရတယ်တခြားဘယ်မျိုးမှလုပ်လို့မရဘူးဟမ်ပြီးတော့စေးရုံကောင်းကောင်းလဲရန်ကုန်နဲ့မန္တလေးမှာပဲရှိတယ်ဘယ်မျိုးမှမရှိဘူးဟောစဉ်းစားကြည့်နော်နောက်အပြေးပြေးဆိုင်ရာလေရင်ကွေးဆိုလို့ရှိရင်လေရန်ကုန်နဲ့မန္တလေးမှာပဲရှိတယ်တခြားဘယ်မျိုးမှမရှိဘူးဟမ်ဒါကြောင့်ပညာရေးလို့ပြောကျန်းမာရေးလို့ပြောဆက်သွယ်ရေးလို့ပဲပြောဖွံ့ဖြိုးတိုးတက်မှုလို့ပဲပြောလူအခွင့်အရေးလို့ပဲပြောရန်ကုန်မန္တလေးမှာရနေတဲ့အခွင့်အရေးနဲ့တိုင်းရင်းသားဒေသတွေမှာရနေတဲ့အခွင့်အရေးလုံးဝကိုမတူတာအဲ့လိုမတူမှတော့ဒါဒန်းတူအခွင့်အရေးဖြစ်ပါမလားဟမ်အဲ့တော့ဒီမိုကရေစီဖြစ်နေအောင်တော့ဒန်းတူမှမဟုတ်ဘဲနဲ့ဘယ်တိုင်းရင်းသားကကြိုက်မလဲဟမ်ဟုတ်တော့ကိုချင်းစာကြည့်လေရန်ကုန်မန္တလေးမှာရနေတဲ့အခွင့်အရေးနဲ့ဟုတ်ကချင်ပြည်ချင်းပြည်နယ်မှာရနေတဲ့အခွင့်အရေးတူမှမတူတာမတူမှတော့ဘယ်တိုင်းရင်းသားကကြိုက်မှာလဲဟုတ်တယ်နော်တိန်နဲ့အတူတူနေလို့တော့မှသူလဲဘဲဟုတစ်လုံးဆိုငါလဲဘဲဟုတစ်လုံးသူလဲငါဟင်းတစ်ဖက်ဆိုငါလဲငါဟင်းတစ်ဖက်သူလဲကြက်သားတစ်တုံးဆိုငါလဲကြက်သားတစ်တုံးဒီလိုဖြစ်ရမှာမဟုတ်လားနေတာကတိန်နဲ့အတူတူနေပြီးတော့သူ့ကြတော့ဘဲဟုနှလုံးငါကြတော့ဘဲဟုတစ်လုံးသူ့ကြတော့ကြက်သားနှစ်တုံးငါကြတော့ကြက်သားတစ်တုံးသူ့ကြတော့ငါဟင်းနှစ်ဖက်ငါကြတော့ငါဟင်းတစ်ဖက်ဟောသူ့ကြတော့ပေါ်ဆန်းမွေးငါကြတော့စံချမ်းတိန်နဲ့တူတူနေပြီးအဲ့လိုခွက်ကြကြီးဘုံတို့အသာစီးယူနေတာကြတော့ဘယ်ကောင်းမလဲနော်အဲ့တော့မြန်မာနိုင်ငံမှာကဒီမိုကရေစီစနစ်နဲ့ပဲအုပ်ချုပ်တပါတီစနစ်နဲ့ပဲအုပ်ချုပ်အာဏာရှင်စနစ်နဲ့ပဲအုပ်ချုပ်အဲ့ဒီစနစ်သုံးခုစလုံးဟာတိုင်းရင်းသားတွေအတွက်ဒန်းတူအခွင့်အရေးမဟုတ်ဘူးဒန်းတူအခွင့်အရေးဆိုတာဘာကိုပြောတာလဲသိချင်ရန်ကုန်မန္တလေးနဲ့ဟိုချင်းပြည်နယ်နဲ့ပဲရှင်းကြည့်လိုက်ရန်ကုန်မန္တလေးနဲ့ရခိုင်ပြည်နယ်နဲ့ပဲရှင်းကြည့်လိုက်တူရဲ့လားလို့ဆက်သွယ်ရေးတွေတူရဲ့လားလို့ပညာရေးတွေတူရဲ့လားကျန်းမာရေးတွေတူရဲ့လားဖွံ့ဖြိုးတိုးတက်မှုတွေတူရဲ့လားလို့ရှင်းကြည့်လိုက်ဒါအဲ့ဒါဒန်းတူအခွင့်အရေးပဲအဲ့ဒီဒန်းတူအခွင့်အရေးတွေမှာတိန်နဲ့အတူတူနေပြီးမရတာဗျာနော်ဒါကြောင့်တို့ဘာလဲတို့တိုင်းရင်းသားတွေတို့ပိုင်တဲ့ကရင်ပြည်နယ်ကိုပဲဖြစ်ဖြစ်ရခိုင်ပြည်နယ်ကိုပဲဖြစ်ဖြစ်ကော်တူလေးပြည်နယ်ပဲထူထောင်ဟောကော်တူလေးကိုပိုင်အုပ်ချုပ်ခွင့်ရပဲထူထောင်ကော်တူလေးနိုင်ငံပဲထူထောင်အဲ့ဒါတို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်သာဖြစ်တယ်တို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်ကိုဘုံတို့ကလေးစားရမယ်သွားပြီးဝင်ရောက်ဆွတ်ဖက်လို့မရအောင်အဲ့ဒါဗမာပိုင်တာမဟုတ်ဘူးဗမာတွေကလွတ်လပ်ရေးရပြီးလူလဲကြခဲ့တာပေါ့နော်ဒီကနေ့အထိပဲနော်လွတ်လပ်ရေးရပြီးလူလဲကြခဲ့တာဒီကနေ့အထိပဲနောက်တစ်ခုကအိန္ဒိယနိုင်ငံအထိလမ်းပေါက်တဲ့ငှက်ကင်နိုင်ခဲ့တဲ့ကန့်တောက်ရဲစခန်းကို PLA ကအပိသက်သိမ်းပိုက်နိုင်ခဲ့ပြီဟောတော်မိုက်တဲ့သတင်းတော့အိန္ဒိယထိလမ်းပေါက်တယ်ဗျဘိုးတို့မိဘပြည်သူတွေမှတ်မိလားမသိဘူးအိန္ဒိယမုံရွာလမ်းဆိုပြီးဖောက်လိုက်သေးတယ်နော်အဲ့ဒီအိန္ဒိယမုံရွာလမ်းကြီးရဲ့လမ်းပေါ်မှာရှိတာကန့်တောက်ရဲစခန်းဆိုတာပလဲမျိုးတယ်နော်ပလဲမျိုးနဲ့ကန့်တောက်ရဲစခန်းဆိုတာအဲ့ဒါအိန္ဒိယမုံရွာလမ်းကြီးပေါ်မှာရှိတာဗျာတကယ်အချက်ကြတဲ့ရဲစခန်းကြီးပေါ့အဲ့ဒီအချက်ကြတဲ့ရဲစခန်းကြီးကို PLA ကသိမ်းပိုက်နိုင်ခဲ့တယ်သိမ်းပိုက်နိုင်ရုံပဲလားဆိုတော့မဟုတ်ဘူးနော်ငှက်တကောင်ကိုလည်းကယ်နိုင်ခဲ့တယ်ဟောပြီးတော့အကြမ်းဖက်စစ်သား40ကျော်လည်းတည်ခဲ့တယ်လက်နက်ခဲအမိကြောက်တွေကိုလည်းအများကြီးရရှိခဲ့တယ်ပေါ့နော်
ဒါကြောင့်ကန့်တောက်ရဲစခန်းကိုတိတ်ပိုက်နိုင်ရသည်မဟာဗျူဟာအရာတော်တော်ကိုအရေးပါတယ်အိန္ဒိယမုံရွာလမ်းမကြီးပေါ်မှာရှိတယ်ပေါ့နော်အိန္ဒိယမုံရွာလမ်းမကြီးပေါ်မှာရှိတယ်တော်တော်ကိုအရေးပါတယ်ပြီးတော့ကန့်တောက်ရဲစခန်းဟာပတ်လဲတစ်မျိုးနယ်လုံးမှာဒုတိယအကြီးဆုံးပဲဗျာကန့်တောက်ရဲစခန်းဆိုတာတာမန်ညောင်ညစခန်းမဟုတ်ဘူးနော်ပတ်လဲမျိုးတစ်မျိုးနယ်လုံးမှာဒုတိယအကြီးဆုံးဟောနောက်တစ်ခုကဒါပဲလားဆိုတော့ဖုတ်ပြောဦးမယ်အဲ့ဒီရဲမာပင်နဲ့ပလဲမျိုးနယ်မှာပသုံးလုံးတွေကလူပါဝတယ်ဘာစစ်မှလည်းမတိုက်ဘူးပသုံးလုံးတွေကသူတို့ကိုယ်တိုင်လည်းဘယ်နေရာကိုမှမသိဘူးဟောအယူကြီးအောက်မှာမရှိတဲ့ကိုပိုင် PDF တွေကလာသိရင်လည်းသူတို့ကအသိမခံဘူးအမျိုးမျိုးနှောက်ဆက်တယ်နော်မကူလဲမကူညီဘူးသူတို့ကိုယ်တိုင်လည်းပလဲရဲမာပင်ကိုဘာမှမတိုက်ဘူးအညာဒေသမှာကတော်လိုင်းပြက်စီးသွားပြီနော်ဘသူဖြတ်တာလဲဆိုဒါအန်ယူကြီးဖြတ်တာပဲဘလို့ဖြတ်တာလဲဆိုပါသုံးလုံးတွေလုတ်ပလိုက်တာအခုတော်လိုင်းအကုန်ပြက်ရောပါသုံးလုံးတွေပေါ်လာပြီးတဲ့ကတော်လိုင်းအကုန်ပြက်နော်စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းအိုးတိုင်းနေမှာအခွန်ကောက်စားတယ်ပြည်သူတွေကနူရဝဲဆွဲတဲ့ဟမ်နူပါတယ်ဆိုမှဝဲကထတ်ဆွဲသေးတယ်စစ်တပ်ကလေနဲ့ဘုံကျဲတာရွာတွေလည်းအကုန်မီးလောင်ဘာမှလောက်ကင်စားတော့စရာမရှိတော့ဘူးအဲ့လိုလောက်ကင်စားတော့စရာမရှိတော့တဲ့ပြည်သူတွေကိုပသုံးလုံးတွေကအခွန်ထက်ကောက်တယ်နော်အခွန်ထက်ကောက်တယ်ပြီးတော့မြန်မာနိုင်ငံမှာကတယံဇာတပေါ်ကျွယ်ဝတယ်လीဟုတ်ဖို့တော့အရှိတောင်အာရှမှာတယံဇာတပေါ်ကျွယ်ဝဆုံးပဲဟမ်ဖမိုးတို့မြန်မာနိုင်ငံကိုအထင်မသေးနဲ့အခုဖမိုးတို့ရောက်ဖို့သမျှနိုင်ငံတွေထဲမှာလीမြန်မာနိုင်ငံကတယံဇာတတော်တော်ပေါ်ကျွယ်ဝတာဘလောက်မှတဘာဝမြေပေါ်မြေအောက်ရေပေါ်ရေအောက်ထုတ်လို့မကုန်သုံးလို့မကုန်နော်ထုတ်လို့မကုန်သုံးလို့မကုန်အဲ့တော့တစ်တွေခိုးရောင်းတယ်ဟမ်ရန်နံတွေထုတ်ကြတယ်မြန်မာနိုင်ငံကအခုတစ်တွေကုန်ပြီရေတွေဘာလို့ကြီးလဲတစ်ပင်တွေမရှိရေတွေကြီးတာပဲဟမ်အခုအာနာသိန်းတဲ့အချိန်မှာရေကြီးတာတခါမှမကြဘူးဘယ်ကြားဘူးမလဲဗျတစ်တွေခိုးထုတ်တာကိုရေတွေကြီးပြီပေါ့တစ်တွေခိုးထုတ်မှတော့ရေကြီးပြီပေါ့ဒီပထဝီမြေကြီးရဲ့ဂေဟစနစ်ဆိုတာနော်ဒီပထဝီမြေကြီးရဲ့ဂေဟတဲ့ကျွန်းကိုင်းမိကိုင်းကျွန်းမိတဲ့နော်ကျွန်းကိုင်းမိကိုင်းကျွန်းမိရာသီဥတုတွေကောင်းအောင်မိုးရွာအောင်ဒီမှုန်တိုင်းတွေရဲ့ဓာတ်တွေကိုကာကွယ်ပေးနိုင်အောင်အပူချိန်တွေကိုကာကွယ်ပေးနိုင်အောင်ဒီတစ်ပင်တွေပဲနောက်ရေမကြီးအောင်မိုးရွာတယ်အဲ့ဒီမိုးရွာလိုက်တဲ့ရေတွေကိုချောင်းနဲ့မြောင်းနဲ့မရောက်အောင်တစ်ပင်တွေကစုပ်ပေးလိုက်တယ်တစ်ပင်ပေါ်ကကျွေကြထားတဲ့တစ်ရွက်တစ်အပုပ်တွေကတခါတည်းအဲ့ဒီရေတွေကိုစုပ်ပလိုက်တယ်အဲ့တော့တော်ယုံတန်ယုံမြစ်ချောင်းအင်းရိုင်ထဲမှာရေမကြီးတော့နော်မြစ်ချောင်းအင်းရိုင်နေမိုးဘလောက်ရွာရေဘာကြောင့်မကြီးရတာလဲဆိုဒီတစ်ပင်တွေကြောင့်တစ်ပင်တွေမရှိတော့လို့ရှိရင်ဒီမိုးရွာချသမျှရေတွေကိုမစုပ်နိုင်တော့ဘူးမစုပ်နိုင်တော့တဲ့အတွက်ကြောင့်ရွာချသမျှရေတွေကမြစ်ချောင်းရဲ့နဲ့အကုန်ရောက်တော့ရေတွေကကြီးလာတာပေါ့ဒါသဘာဝဂေဟစနစ်တွေပဲနော်ကျွန်းကိုင်းမိကိုင်းကျွန်းမိအဲ့တော့တစ်တွေခိုးထုတ်ကြတယ်ရွှေတွေခိုးထုတ်ကြတယ်နော်ရနံတွေခိုးထုတ်ကြတယ်ဟောပသုံးလုံးတွေပေါ်လာမှာအညာဒေသတော်လည်းလုံးဝကိုပျက်စီးသွားတာပသုံးလုံးတွေပေါ်လာမှာအခုပသုံးလုံးတွေချမ်းသာလို့အခုစစ်တပ်လက်ထက်မှာအုပ်ချုပ်ရေးမှုတွေချမ်းသာသလိုပဲဗျာပသုံးလုံးတွေချမ်းသာကုန်ပြီဟမ်တိုက်နဲ့ကားနဲ့တားနဲ့မယားနဲ့ဆိုတာအဲ့ဒါပသုံးလုံးတွေပဲနော်တွားကြည့်အညာဒေသမှာဖုတ်ဖုတ်မဟုတ်တာမပြောဘူးပလဲရင်းမှာပဲဆိုတာဖုတ်ဖုတ်ရဲ့ခြေရာတွေကြီးပဲအဲ့ဒါဖုတ်ဖုတ်ကျင်လည်ခဲ့တဲ့နေရာတွေနော်ပလဲရင်းမှာပဲဆိုတာလေတယံဇာတတွေပေါ်မှာပေါ်အခုပသုံးလုံးတွေတိုက်နဲ့ကားနဲ့တားနဲ့မယားနဲ့ဖြစ်ကုန်ပြီမိမတောင်တယောက်တည်းမဟုတ်ဘူးဟော့တယောက်နဲ့ကိုယူတာပသုံးလုံးတွေလေမိမတောင်တယောက်တည်းမဟုတ်ဘူးဟော့တယောက်နဲ့ကိုယူတာပေါ့သူတို့လက်ထက်မှာပတ်စံရှိတယ်လေပတ်စံရှိုံနဲ့မဟုတ်ဘူးတနတ်ပါရှိသေးတယ်လေပတ်စံလည်းရှိတယ်တနတ်လည်းရှိတယ်ဟောအဲ့တော့မိမတွေဟော့တယောက်နဲ့
အခုခေတ်ကြီးတဲ့မှာလဲကောင်းရောင်းကောင်းဝယ်ကလောက်ကင်စားတော့ရတာအရန်ခတ်ခဲတယ်လीအရန်ခတ်ခဲတော့အာနာလဲရှိပတ်စံလဲရှိဆိုတော့မိမပေါ်တာဗောဗျဟမ်ကုန်ပြီအညာဒေသ